ဒီတစ်ခါ level 4အဆင့်ထိတက်နိုင်ခဲ့တဲ့ associate နှစ်ယောက်ကိုဖိတ်ခေါ်လိုက်ရအောင်နော်ဖိတ်ခေါ်လိုက်ပါတေးရေနောင် sunflower ရေးသားထားတဲ့မင်းကိုတတိယရင်ဆိုတဲ့ဇုံတဲ့သချင်းလေးကိုတင်ဆက်ပေးမှာတော့ကောင်းကောင်းနဲ့မမိုးလွင်ပဲဖြစ်ပါတယ်ရှင်ကောင်းကောင်းနဲ့မမိုးလွင်ဆွေမြင့်မောင်ဖိတ်ခေါ်ပါတယ်မင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါညီလေးတို့ညီမလေးတို့ကဘယ်ရလာဆိုကြတာလဲကျွန်တော်ဒီရန်ကုန်ပါပဲရန်ကုန်ပါပဲနော်ညီမလေးကနန်းဆန်လာဆိုတာဟုတ်တောင်ပိုင်းနန်းဆန်ပါဟုတ်ပါတယ်ဒီတော်တန်ဝါသနာနဲ့တော့ဒီစီတယ်မှာလာဆိုလို့ရမှာမဟုတ်ဘူးနော်ဟုတ်တယ်ဝါသနာပါလို့လေကိုဘာဘလူးဘန်းမှမသိတော့အရန်ဝါသနာပါအဲ့ဘောဒီမှာလာရတဲ့ခရီးအကွာဝေးရောနောက်မပြောတော့ရန်ဟုတ်ပါနော်အဲ့လိုမျိုးဆိုတော့တကယ်လို့ဒီစီတယ်မှာပါဝင်ရှင်မြင်မဲ့ဝါသနာရှင်နေပေါ့နော်သူတို့ဘလို့အကြံနေပေးခြင်းတယ်ညီမလေးမရောဘလို့အခက်ခဲတွေတွေ့ခဲ့တယ်အဲ့ဒါလေးပြောပြပါလားဟောအခက်ခဲတော့အများကြီးတွေ့ခဲ့ရပါဘောဘာလဲဆိုတော့နယ်ကနေပြီးတော့လေဒီရန်ကုန်မြို့ကိုလာတက်ပြိုင်နေဆိုတော့မိုင်းရရာကျော်ဝေးရလေအဲ့ဆိုလမ်းမှာလည်းအရန်နဲ့အခက်ခဲတွေလည်းအများကြီးရှိရပေါ့ကားပေါ်မှာတညအေးရတယ်သိလားအဲ့လိုမျိုးအခက်ခဲတွေနဲ့အဲ့လိုမျိုးလာပြန်ရတာပေါ့ရန်ကုန်လည်းကျိုးနေတော့တာပေါ့ဟုတ်ကဲ့ပါရန်ကုန်လည်းရောက်လာရောဟိုကနယ်ကအေးတယ်ရှမ်းပြည်ကရန်ကုန်ကပူတယ်အတန်ဒီကွဲပြီးအတန်လဲစစ်ကောအခက်ခဲအများကြီးရှိပါတယ်ဟုတ်ကဲ့ဒါတောင်းတန်ဝါသနာနဲ့တော့ဒီလိုရှင်ပြပြမှာမဟုတ်ဘူးပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲဟုတ်ပါပြီညီမလေးနဲ့ညီလေးတင်ဆက်မဲ့သချင်းလေးကိုနားဆင်ရအောင်နော်ဘဝကိုခွင့်ရှိတဲ့သူလို့ဒုက္ခကံကောင်းမယ်ဆိုရင်မင်းနဲ့နေမယ်ထို့ကြောင့်ပင်လေးတွေတော့ချင်းနေကြဖြစ်လေးဘက်မှာမောင်နဲ့ရန်တွေတူနေအောင်ရှိကြယူဆနဲ့တိုင်ဝိုင်းချနာကြများဒူဝေးအောင်ဖြောင်းပြလိုက်တဲ့မာဒီကန်တရားဖုန်းလက်စလုံးကြYou don't follow ya ရင်ကလို့ဆုံးရအရေးကြီးမျောနေတယ်မင်းကရင်မနာကြည့်ချက်တစ်ခုခုတော့မရှိပဲနဲ့ချင်များစွာမျောလင်းရင်နဲ့တို့ဆူတောင်းနေမယ်မင်းကိုတည်းရရှောင်းလေဘူးလေ